သည်လူတို့ကိုရမြတ်တာစွာစီရင်ရန်ကြွားလာတော်မူ၏ကိုယ်တော်အဆောင်တည်၍ချင်းများဆိုလို့တာယာနာပြောဖွယ်သောတန်ဖြစ်ရေမင်းမြတ်ထရဖြာရှိလိုက်တပုံမြမုံရွယ်ဝမ်းမြောက်လျှော့လက်ကြကုန်လို့ခင်ပြသည်လူတို့ကိုရမြတ်တာစွာစီရင်ရန်ကြွားလာတော်မူ၏ပင်လယ်နှင့်လောက၌ရှိသမျှအရာတို့ကိုယ်တော်အားချွေကြော်ကြလို့မြေမြနဲ့တောင်ရှိသမျှတို့ရှင်လည်းဝမ်းမြောက်၍ချီးမွမ်းကြကုန်လို့သခင်ပြသည်လူတို့ကိုရမြတ်တာစွာစီရင်ရန်ကြွားလာတော်မူ၏ဒီကပတ်ဝန်းလုံးကိုဖြောင်းမစွာဖြင့်ရာစီရင်တော်မူ၏လူတို့ကိုဖြောင်းမခြင်းနဲ့ရာမြတ်တော်ခြင်းဖြင့်စီရင်တော်မူမည်ခင်ပြသည်လူတို့ကိုတရားမြတ်တာစွာစီရင်ရန်ကြွာ